Avion online ကစားရတာ premium မရှိလို့ဆေးဝါးရှာခပ်ပြီးစိတ်ညစ်နေလားအများကြီးကျဲလို့ဆိုမှပဲ safe ဖြစ်အောင် move တွေလိုက်ရပြီးပြင်းစရာကောင်းတဲ့ဘဝရုပ်ဖြတ်တန်းနေတော့မလားစိတ်ပူနေတော့ဒီနေ့ video က premium တပြားမှမလို့ပဲရင်းနှီးမြုပ်နှံမှုအနည်းဆုံးနဲ့ဆေးဝါးတွေကိုရေးလို့အိုင်လို့ရှာမဲ့နီးလန်းတစ်ခုဖြစ်ခဲ့တော့တယ်အဲ့ဒါတော့ချားမဟုတ် corporate တန်ကြမှာ Avion online မှာ premium မရှိရင် loot rate နဲတာမှန်ပြီ corporate တန်ကြကတော့တပွဲချင်းဒီတပွဲ99သူကချမ်းသာနိုင်တဲ့နေရာတစ်ခုပေါ့ဘာလို့လဲဆိုတော့သူက PVE ရော PVP ရောပေါင်းစပ်ထားတဲ့နေရာမလို့ပဲအဓိကအားသာချက်ကတော့၃ခုရှိတယ်ဗျပထမတစ်ချက်အမြတ်များတယ်ကိုနဲ့လာချတဲ့ player ကိုတတ်နိုင်သူစီကပစ္စည်းအကုန်လုံး full loot ကိုရမယ်ဒါ premium ရှိရှိမရှိရှိဒါတော့အတူတူပဲဒုတိယတစ်ချက်အရင်လေးနဲ့တယ်ဈေးကြီးရဲ့ gear ဝတ်စရာမလို T41 ဆက်လောက်နေနေအေးစေးဆော့လို့ရတယ်တတိယတစ်ချက် fair ဖြစ်တယ်သူကဒီ corporate တန်ညာနန်းမှာ item power ရ cut လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ထက် item gear ရဲ့အကောင်းစားရေဝင်ထားတဲ့သူဆိုရင်လည်းကိုနဲ့ item power ကမတိမ်မယိမ်မယ်ကိုယ့်ထက်အများကြီးกว่าဟောလည်းမဟုတ်ဘူး skill ပိုကောင်းတဲ့လူကပို့ပြီးတော့နိုင်ခြင်းများတယ် corporate တန်ညာနန်းမှာအဓိကအကြံပေးခြင်းနဲ့ data နှစ်ခုကတော့ hunter level နဲ့ stalker level ပဲ hunter ကကျတော့ yellow zone ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ကအခုမှဆော့တဲ့လူကြီး skill train နေတာပဲဖြစ်ဖြစ်အခုမှဒန်ညာနေတော့သိကျင်လို့ပဲဖြစ်ဖြစ်ပေါင်းဝင်ပြီးတော့ကြည့်လို့ရတယ်တင်ရင်လည်းဘာမှမဖြစ်ဘူးပဲဘယ်လောက်ပဲကုန်မယ်နိုင်သွားရင်လည်းဆေးပါတော့ထင်းတော့မရအောင်ဒါပေမဲ့သူစီမှာတော့ insight တွေပါရတယ်ကိုရပေးတွေပါတယ် specialist တွေပါတင်လို့ရတယ်ဒါပေမဲ့ product ထဲမှာတော့ specialist ကတော့အရင်ဦးစားမပေးဘူးဒုတိယကျတော့ stalker လည်းပဲဒါကကျတော့ကျွန်တော်တို့ရဲ့ဒီကဆေးပါရှာမယ်ဆေးပါတူကြီးပဲကိုတင်လည်းပစ္စည်းကြမယ်နိုင်ဝိုင်းလည်း enemy စီကပစ္စည်းအကုန်ရမယ်ဒါပေမဲ့ကြောက်စရာမလိုဘာလို့လဲဆိုတော့ကိုကတကယ်လို့ budget pay တွေဝယ်ထားရတယ်ဆိုရင်ကိုတင်ဝိုင်းဘာမှအရင်ဟိုမဖြစ်ဘာမှအရင်ရောရမှာမဟုတ် enemy ကကောင်းမွန်ဝယ်ထားရတယ်ဆိုရင်ကောင်းမွန်ရမယ်အဓိက skill ပဲကိုဝယ်ထားတဲ့ pay ကိုဘာလို့ကိုဘယ်လိုတော့အောင်လဲဆိုတော့လေးလာပြီးတော့ skill train ရအောင် corporate တန်ညာတန်းမှာနောက်ထပ်လှုပ်ဝက်နည်းတစ်ခုကကြတော့ဘာလဲဆိုတော့ infirmary point ပဲ infirmary point က more ကိုတက်ရင်ဒါမှမဟုတ် boss တွေကိုရှင်းနိုင်ဆိုရင် enemy ကိုကေးနိုင်တယ်ဆိုတော့ infirmary တွေတက်မယ်တကယ်လို့ကိုက infirmary တွေများလာတာနဲ့များတန်ညာထဲမှာရှိရဲ့တစ်တာ chest တွေနဲ့ saver loot တွေက draw rate ပိုကောင်းလာမယ်နောက်ထပ် tip တစ်ခုကဘာလဲဆိုတော့ကိုက PVP မချခြင်းပဲ PVE ပဲ AC လုပ်ပြီး saver ရှာခြင်းနဲ့ဆိုရင်တကယ်လို့ enemy ကကိုယ့်စီကို invade လာလုပ်တဲ့ခါကျရင် demonic crystal တုံးခုကိုလိုက်ရှာပြီးခွဲလိုက်ရုံပဲအဲ့ခါကျရင် enemy ကသူ့နေရာစီသူပြန်ရောက်သွားလိမ့်မယ်ပြီးရင်အဲ့ချိန်မှာကို boss ကိုတက်ပြီးတော့ chest ကို AC ဖွင့်ရုံပဲဒါကြောင့် premium မရှိလို့ save မြင့်နေဘူးဒီနေ့ပဲ 4-1 set လေးကာပြီး corporate တန်ညာနဲ့ဝင်ကြည့်လိုက် promo ပိုင်းတည်ရဆိုရင်လည်းစိတ်မပြတ်နဲ့အတွေးကြုံရတယ်အတွေးကြုံရလာတဲ့ညအတွေးကြုံတွေများလာတဲ့ညစေးဝါးတွေအလိုလိုကိုယ့်အိတ်ထဲကိုရောက်လာတယ်ဒီနေ့ဗီဒီယိုလေးရ bro တို့ထောက်ကူဖြစ်တယ်ဆိုရင် like and subscribe လုပ်ထားအောင်မေးနေအောင်နော်နောက်တဲ့ Avion online guide တွေမှာပြန်တွေ့ကြမယ် bye bye